ဘယ်မင်္ဂလာပါရှင်ညီမရဲ့နာမည်ကတော့တင်ငယ်လို့ပဲခေါ်ပါတယ်ရှင်အခုလိုနေသားတွေဥတုအချိန်အရန်အပူချိန်လွန်ကဲနေတဲ့ခေတ်ကြီးမှာပေါ့နော်ညီမတို့တွေကအကျင့်သွားလာနေတဲ့အချိန်မှာစံခွင့်လေးတွေမလိမ့်ထားသေးပဲနဲ့တွားလာနေတော့ပဲလားရှင်ဒါဆိုလို့ရှိရင်ညီမတို့ရဲ့မျက်နှာအသားရည်အတွက်အရန်ကိုမှထိခိုက်စေတာဖြစ်တဲ့ရှင်ဒါကြောင့်မလို့ဒီနေ့မှာဆိုလို့ရှိရင် Dilation Sunscreen SPF 50 Black PA Black လေးနဲ့လာရောက်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ရှင်ပုံမှန်ညီမတို့တွေကနေအပူထဲတွားလာနေပြီဆိုလို့ရှိရင်ညီမတို့ရဲ့မျက်နှာအသားရည်ကနေအပူတိုင်းကို10မိနစ်ပဲအကြာဆုံးခံလာဖြစ်တဲ့ရှင်အထက်ကျသွားမယ်ဆိုလို့ရှိရင်အသားရည်နေလောင်နေပြီးတော့မျက်နှာအသားရည်ကမငြိမ်ညပဲဖြစ်နေတဲ့ရှင်ဒါကြောင့်မလို့စိုင်းခွင့်ထဲကပါဝင်တဲ့ SPF 50 Black ဆိုလို့ရှိရင်ညီမတို့ရဲ့မျက်နှာအသားအရည်အတွက် UVB ကို90%ထိတောင်မှကြာပွက်ပေးထားနိုင်တာဖြစ်တဲ့ရှင်နေ့အပူထဲသွားနေပြီဆိုလို့ရှိရင်ပေါ့နော်ညီမတို့ရဲ့မျက်နှာအသားအရည်အတွက်စစ်နိုင်အထီတောင်မှတာပွက်ပေးနေလာဖြစ်တဲ့ရှင်ဒါအပြင်စိုင်းခွင့်ခဲပါဝင်နေတဲ့ PA Black ဆိုလို့ရှိရင်ညီမတို့ရဲ့မျက်နှာအသားအရည်အတွက် UVA တာပွက်ပေးတာဖြစ်တဲ့ရှင် UVA လားဆိုလို့ရှိရင် UVB ထက်ပိုပြီးတော့ထိခိုက်စေတာဖြစ်တယ်။ဒါနဲ့ဘယ်လိုမျိုးဖြစ်တာလဲဆိုလို့ရှိရင်နေ့စဉ်မင်းအလင်းရောင်တွေနဲ့ထိတွေ့ရတာပဲဖြစ်ဖြစ်ဖုန်းမင်းအလင်းရောင်တာပဲဖြစ်ဖြစ်ပုံမှန်ညီမတို့ကကွန်ပျူတာစစ်မှာအမြဲတမ်းပဲအလုံးထိုင်လုံးရတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ကွန်ပျူတာရဲ့အလင်းရောင်ပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်ဒီຢာတွေက UVA အနေနဲ့ပေါ့နော်ညီမတို့ရဲ့မျက်နှာအသားအရည်အောက်ပိုင်းအနက်ဆိုင်ဆုံးအောက်ပိုင်းထဲကFree radical ကိုပို့ပြီးတော့ထိခိုက်စေတာဖြစ်တဲ့ရှင်ဒါကြောင့်မလို့အရွယ်နဲ့မတိုင်ခင်ညီမတို့ရဲ့မျက်နှာအရေးကြောင်းတွေတုံ့စေတာမြန်ပြီးတော့ညီမတို့ရဲ့မျက်နှာအရေးပြားဆဲတွေကိုလည်းပို့မှုပြီးတော့ပြဿနာဖြစ်စေတာဖြစ်တဲ့ရှင်ဒါကြောင့်မကဘူးညီမတို့ရဲ့မျက်နှာကအမဲစစ်တွေလည်းဖြစ်စေညံ့တာဖြစ်တဲ့ရှင်ဒါကြောင့်မလို့ဒီနေ့မှာဆိုလို့ရှိရင်ညီမတို့ကနေအပူထဲတွားလာရတဲ့သူတွေပဲဖြစ်ဖြစ်မီးအလင်းရောင်တွေလည်းနေ့စဉ်ထိတွေ့ရတဲ့သူတွေဖြစ်ဖြစ်ပေါ့နော်ဒီလေးစင်စမ်းခွင့်နေနဲ့ညီမတို့ကလူလာခဲ့မယ်ဆိုလို့ရှိရင်ညီမတို့ရဲ့မျက်နှာအသားရည်ကဝင်းတောက်ပစေတာဖြစ်တဲ့ရှင်ဒါကြောင့်မြေဘူးတိုင်းထိတွေ့ရတဲ့သူတိုင်းမီးအလင်းရောင်နဲ့ထိတွေ့ရတဲ့မိတ်ဆွေများပါခဲ့မယ်ဆိုလို့ရှိရင်လည်းဆက်စမောကထုတ်ကုန်ပစ္စည်းဖြစ်တဲ့ဒီလေးစင်စမ်းခွင့်လေးကိုတတိယလိုက်ပါရှင်အားလုံးပဲမင်္ဂလာပါရှင်